ခရိယန်တချို့ကခရစ်စမတ်ပွဲတော်ကိုမကျင်းပသင့်ဘူးလို့ဆိုကြပါတယ်သူတို့ရဲ့အကြောင်းပြချက်တချို့ကတော့ဒီဇင်ဘာလ25ရက်နေ့ဟာတာသနာပလူတို့ရဲ့နတ်ဖျားပွဲကိုအစားထိုးတာဖြစ်တဲ့အတွက်အဲ့ဒီနေ့မှာယေရှုရဲ့မွေးနေ့ကိုမကျင်းပသင့်ဘူးတဲ့ပြီးတော့တမန်ကျမ်းစာမှာယေရှုရဲ့မွေးနေ့ကိုမဖော်ပြထားတဲ့အတွက်ခရစ်စမတ်ပွဲကိုမလုပ်သင့်ဘူးတဲ့ပြီးတော့တမန်ကျမ်းစာမှာခရစ်စမတ်ပွဲကိုကျင်းပတာမတွေ့ရဘူးခရစ်စမတ်ပွဲကိုကျင်းပရမယ်ဆိုတဲ့တုန်တင်ချက်လဲတမန်ကျမ်းစာမှာမရှိဘူးဒါကြောင့်ခရစ်စမတ်ကိုမကျင်းပသင့်ဘူးလို့ဆိုကြတယ်ခရစ်စမတ်ဟာလူလုပ်ပွဲဖြစ်တယ်လို့ဆိုကြပါတယ်တမန်ကျမ်းစာမှာယေရှုရဲ့မွေးနေ့ကိုမဖော်ပြထားဘူးဆိုတာမှန်ပါတယ်ခရစ်စမတ်ပွဲကျင်းပရမယ်ဆိုတဲ့တုန်တင်ချက်တမန်ကျမ်းစာမှာမရှိဘူးဆိုတာလဲမှန်ပါတယ်ခရစ်စမတ်ဟာတနည်းအားဖြင့်တော့လူလုပ်ပွဲဖြစ်တယ်ဆိုတာလဲမှန်ပါတယ်ဒါဆိုရင်ခရစ်စမတ်ပွဲတော်ကိုဘာကြောင့်ကျွန်တော်တို့ကျင်းပတာလဲခရစ်စမတ်ပွဲကိုကျင်းပတာဟာအပြစ်ဖြစ်သလားမဖြစ်ပါဘူးခရစ်တော်ကိုဗဟိုပြုသောမွေးနေ့ပွဲတော်နောက်တနည်းပြောရရင်ခရစ်စမတ်ပွဲတော်ဖြစ်ရင်အပြစ်မဖြစ်ပါဘူးခရစ်တော်ကိုဗဟိုပြုသောခရစ်စမတ်ပွဲတော်မှာယုံကြည်သူတိုင်းပါဝင်သင့်တဲ့အကြောင်းကျွန်တော်အနည်းငယ်ဝင်ငါသွားမှာဖြစ်တယ်နံပါတ်1အချက်ယေရှုခရစ်ကိုယ်တော်တိုင်ယူဒလူတို့ရဲ့လူလုပ်ပွဲဖြစ်တဲ့အင်ကဲနေ့ပွဲတော်ကိုတက်ရောက်ခဲ့တဲ့အကြောင်းယောဟန်အခန်း10အခန်းငယ်22မှာကျွန်တော်တို့တွေ့ရပါတယ်ယူဒလူတို့ရဲ့အင်ကဲနေ့ပွဲတော်ဆိုတာယေရုရှလင်ဗိမာန်တော်ကိုပြန်လည်ဆက်ကပ်ပွဲဖြစ်ပါတယ်ဟေဘရုလူတော့ဟာနုကလို့ခေါ်ပါတယ်ယူဒလူတို့ကအဲ့ဒီအင်ကဲနေ့ပွဲတော်ကိုကျင်းပခြင်းမှာမောရှေရဲ့ပြည့်ညတ်တိကျမ်းထဲမှာယူဒလူတို့ကကျင်းပရမယ်လို့ဘုရားသခင်ပေးထားတဲ့ပွဲတော်ထဲမှာအဲ့ဒီဟာနုကပွဲတော်ဖြစ်တဲ့အင်ကဲနေ့ပွဲတော်ဟာမပါဘူးယူဒမြို့ချစ်သူရဲကောင်းဂျူဒမကဘိစ်နဲ့သူ့ရဲ့အဖွဲ့သားများကယေရုရှလင်ဗိမာန်တော်ကိုရန်သူတို့လက်ကနေပြန်လဲသိမ်းပိုက်ပြီးတဲ့နောက်ဘုရားသခင်အဖို့အဲ့ဒီဗိမာန်တော်ယေရုရှလင်ဗိမာန်တော်ကိုပြန်လဲပြီးတော့ဆက်ကပ်ပွဲကျင်းပခဲ့ပါတယ်ယေရုရှလင်ဗိမာန်တော်ပြန်လဲဆက်ကပ်ခြင်းကိုအောက်မေ့ဖို့ရန်အဲ့ဒီအင်ကဲနေ့ပွဲတော်ကိုဒီနေ့အထိဣသရေလလူမျိုးဂျိုးလူမျိုးလို့ခေါ်တဲ့ယူဒလူမျိုးတွေကကျင်းပတာဖြစ်တယ်။သခင်ယေရှုဟာအဲ့ဒီလူလုပ်ပွဲဖြစ်တဲ့ယူဒလူတို့ရဲ့အင်ကဲနေ့ပွဲတော်ကိုတက်ရောက်ပြီးယူဒလူတို့ကိုတင်တို့ရဲ့အင်ကဲနေ့ပွဲဟာတမန်ကျမ်းစာမှာမပါတဲ့အတွက်လူလုပ်ပွဲဖြစ်တယ်ဖယားတခင်မမှားထားတဲ့ပွဲကိုကျင်းပခြင်းဟာအပြစ်ဖြစ်တယ်နောက်ထပ်အဲ့ဒီပွဲကိုမကျင်းပကြနဲ့တော့လို့မိန့်တော်မူသလားသခင်ယေရှုကယူဒလူတို့ရဲ့လူလုပ်ပွဲဖြစ်တဲ့အင်ကဲနေ့ပွဲတော်နဲ့ပတ်သက်ပြီးတော့စန့်ကျင်ပြောဆိုခြင်းတားမြစ်ခြင်းကိုပြုတော်မမူဘူးယေရှုခရစ်တော်ရဲ့မွေးနေ့အဖြစ်ခရစ်စမတ်ပွဲတော်ကိုနှစ်စဉ်နှစ်တိုင်းဒီဇင်ဘာလမှာကျွန်တော်တို့ကျင်းပကြတာကိုလည်းသခင်ယေရှုခရစ်တော်ကစန့်ကျင်ပြောဆိုခြင်းတားမြစ်ခြင်းကိုပြုတော်မူမယ်လို့မထင်ဘူး။ဘာကြောင့်လဲဆိုရင်ခရစ်စမတ်ပွဲတော်အတွက်နေ့ရက်ကိုစောင့်ခြင်းမစောင့်ခြင်းသည်ယုံကြည်သူတို့ရဲ့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ဖြစ်တဲ့အကြောင်းယောမအခန်း14အခန်းငယ်9ကနေ6မှာအခုလိုကျွန်တော်တို့ကိုပြောပြထားပါတယ်။နေ့ရက်တရက်ထက်တရက်သာ၍မြတ်သည်ဟုလူတချို့ထင်တတ်၏လူတချို့မထင်တတ်လူတိုင်းမိမိစိတ်သဘောကျပါစေနေ့ရက်ကိုစောင့်တော်သူသည်သခင်ဖယားကိုထောက်၍စောင့်၏နေ့ရက်ကိုမစောင့်တော်သူသည်လည်းသခင်ဖယားကိုထောက်၍မစောင့်ဘဲနေ၏ဒီကျမ်းချက်မှာယုံကြည်သူကျွန်တော်တို့ကိုပြောပြထားတဲ့အတိုင်းဒီဇင်ဘာလ25ရက်နေ့ကိုယေရှုခရစ်တော်ရဲ့မွေးနေ့အဖြစ်ခရစ်စမတ်ပွဲတော်ကိုကျင်းပမယ်ဆိုရင်သခင်ဖယားကိုထောက်၍စောင့်ပါဆိုလိုတာကယေရှုခရစ်တော်ကိုဗဟိုပြုသောခရစ်စမတ်ပွဲကိုလုပ်ပါတမန်ကျမ်းစာမှာခရစ်စမတ်ပွဲကျင်းပရမယ်လို့မပြောထားတဲ့အတွက်သခင်ဖယားကိုထောက်ပြီးမဆောင်ဘဲနေတဲ့သူတွေကိုရောကျွန်တော်တို့အပြစ်တင်ဖို့လားမဟုတ်ဘူးလူတိုင်းမိမိစိတ်သဘောကျပါစေလို့တုံတင်ထားတဲ့အတိုင်းခရစ်စမတ်ပွဲတော်ကိုကျင်းပခြင်းမကျင်းပခြင်းဟာယုံကြည်သူတိုင်းရဲ့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ဖြစ်ပါတယ်ဒီဇင်ဘာလ25ရက်နေ့ကိုခရစ်တော်ရဲ့မွေးနေ့အဖြစ်ခရစ်တော်ရဲ့မွေးနေ့ဖြစ်တယ်လို့မပြောဘူးနော်ခရစ်တော်ရဲ့မွေးနေ့အဖြစ်ခရစ်စမတ်ပွဲတော်ကိုကျင်းပမယ်ဆိုရင်သခင်ဖယားကိုထောက်၍စောင့်ပါ
ဆိုလိုတာကယေရှုခရစ်တော်ကိုဗဟိုပြုပါအပြစ်ရှိတဲ့ကျွန်တော်တို့ကိုရွေးနှုတ်ကယ်တင်ဖို့ဖခင်ပြုတော်မူသောအံ့ဘွယ်သောအမှုများကိုယုံကြည်သူတွေစုယုံပြီးတော့ဝေငှပြီးကျေးဇူးတော်ကိုအတူတကွချီးမွမ်းခြင်းဧဝံဂေလိတရားကိုဝေငှခြင်းဖြင့်ခရစ်တော်ကိုဗဟိုပြုသောခရစ်မတ်ပွဲတော်ကိုကျင်းပမယ်ဆိုရင်အပြစ်မဖြစ်ပါဘူးဖခင်ဘုန်းတော်ကိုထင်ရှားစေဖို့ရန်အတွက်ခရစ်တော်ကိုဗဟိုပြုသောခရစ်မတ်ပွဲမှာယုံကြည်သူတိုင်းပါသင့်ပါတယ်ဒီဇင်ဘာလ25ရက်နေ့ဟာတာသနာပလူတို့ရဲ့နတ်ဖျားပွဲဖြစ်တယ်အဲ့ဒီနတ်ဖျားပွဲကိုအစားထိုးပြီးတော့ယေရှုရဲ့မွေးနေ့ကိုခရစ်မတ်ကိုမကျင်းပသင့်ဘူးပြီးတော့ခရစ်မတ်တစ်ပင်ဟာလဲတာသနာပလူတို့ရဲ့လောက်ရက်ကိုအတုတ်ခိုးတာဖြစ်တယ်လို့ပြောကြတဲ့သူတို့ကိုသိစေချင်တဲ့အရာကယုံကြည်သူတို့ကခရစ်မတ်တစ်ပင်နဲ့အလှဆင်ကြတာဟာတာသနာပလူတို့လောက်တယ်လို့အဲ့ဒီခရစ်မတ်တစ်ပင်ကိုခုတ်ပြီးတော့ရုပ်တုအနေနဲ့ထုလုပ်ပြီးတော့ဖျားသခင်နေရာမှာအစားထိုးပြီးတော့ကိုးကွယ်တာမဟုတ်ဘူးဒါကြောင့်တာသနာပလူတို့ရဲ့အတုကိုခိုးတာမဟုတ်ဘူးခရစ်မတ်တစ်ပင်နဲ့အခြားခရစ်မတ်သင်္ကေတများကိုဆရာလင်းထွန်းကနေပြီးတော့သူ့ရဲ့ BVB ဆိုတဲ့ Facebook မှာရှင်းပြထားပါတယ်ခရစ်မတ်နဲ့ပတ်သက်တဲ့တည်တည်ထိုက်တဲ့အရာတွေကိုလိုရင်းတိုရှင်းအဲ့ဒါမှာဆရာလင်းထွန်းကနေပြီးတော့ရေးထားပါတယ်ဖတ်ချင်တဲ့သူတွေရှိရင်သူ့ရဲ့ Facebook link ကို comment မှာကျွန်တော်ထားပေးထားပါတယ်အဲ့ဒီ Christmas အကြောင်းတွေကိုတွားပြီးတော့ဖတ်ဖို့ရန်ကျွန်တော်အကြံပေးပါတယ်ခရစ်မတ်ကိုမကျင်းပချင်တဲ့ခရိယန်များကဘုန်းတော်ထင်ရှားဖို့ကျင်းပတဲ့ယုံကြည်သူတို့ကိုအတင်းမပြောနဲ့ကျင်းပတဲ့သူတို့ကလည်းမကျင်းပချင်တဲ့သူတို့ကိုအတင်းမပြောနဲ့တခင်ဖျားကိုထောက်၍နေ့ရက်ကိုစောင့်ခြင်းမစောင့်ခြင်းဟာယုံကြည်သူတိုင်းရဲ့ရွေးချယ်ပိုင်ခွင့်ဖြစ်တယ်။ယေရှုခရစ်တော်ကိုဗဟိုပြုပြီးခရစ်မတ်ပွဲတော်ကိုကျင်းပသောယုံကြည်သူညီအကိုမောင်နှမအားလုံးအပေါ်မှာဖျားသခင်ကောင်းချီးပေးပါစေ။